သွားရဘာကြီးတော့ညနှက်နေပြီမအိတ်သေးဘူးလားတခါတလေလဲနားပါအောင်ဗျာဟာရဲဘော်လင်းမင်းမလားကျွန်တော်ဘုံကြီးကိုစောင့်နေတာပါညတက်ခွဲရပြန်ရောက်လာတဲ့ရဲဘော်ကြီးပြောကြတယ်ဘုံကြီးဒီနေ့တိုက်ပွဲမှာရှေ့ဆုံးကနေခဲ့တယ်ငါအတွက်စိုးရိမ်မနေပါနဲ့လင်းရငါတို့ကတိုက်ပွဲတဲ့ခြေတစ်ဖက်တွန်းထားပြီးသားသူတွေပဲကျွန်တော်အတွက်တော့ဘိုးကြီးကခေါင်းဆောင်နေတယ်ကျွန်တော်ရဲ့ကဘာကြီးပါတတိထားလေလင်းမင်းကိုတော်ရဲမလိုက်ခဲ့ပါနဲ့လို့ငါပြောသားပဲကျွန်တော်ဘိုးကြီးနောက်မှာပဲနေချင်တယ်ဘိုးကြီးကိုတခုခုကူညီပေးခွင့်ရရင်ကျေနပ်တယ်လင်းမင်းကတခြားသူတွေထပ်ပုံညံ့နေတာငါသိတယ်ဒါပေမဲ့ဒီစစ်ပွဲကကြမ်းတမ်းတယ်ငါမင်းကိုမင်းပုံကျဲအတွက်မင်းကငါအတွက်မင်းဟာငါဘဝရဲ့တစ်ခါတည်းတော့ငြိမ်းချမ်းရေးပဲ Not at all. Just watching you temperate me became this. Say love is this. တော်လည်းပြီးသွားတဲ့နေ့ကျရင်ငါမင်းကိုပန်းနေအများကြီးရှိနေတယ်တစ်ခါပေါ့အဲ့ဒီနေ့ကိုကျွန်တော်စောင့်နေပါလင်းညလုံးပုတ်လေငါ့ကိုကြည့်စိတ်တက်ပဲမဲ့ကျွန်တော်အရန်အေးလာပြီကျွန်တော်ကိုထားမသွားပါနဲ့နော်မင်းမရှိတဲ့ငြိမ်းချမ်းရေးကငါအတွက်တော့အရန်ကို6ကတ်လုံးပါပဲလင်းရဒါပေမဲ့မင်းအတွက်ငါဒီတော်လန်ရေးကိုအဆုံးထိတိုက်သွားမယ်